င်္ဂလာပါကျွန်တော်ဒီဗီဒီယိုမှာဆိုလို့ရှိရင်ဒီ VMware software ကိုအသုံးပြုရမှာ Windows ပေါ်မှာ Ubuntu ဆိုလို့ run နေဆိုတဲ့အကြောင်းပြောပြသွားမှာဖြစ်ပါတယ် Okay ကျွန်တော်တို့ပထမဆုံးအနေနဲ့ဒီ Ubuntu run ဖို့ VMware software ရင်ဖွင့်လိုက်မယ်နော် Create new mission လို့ပြောရအောင်နော်ဒီမှာကျတော့ recommend နဲ့လောက်ထားတဲ့ဟာနဲ့တွားလဲရတယ်ဒီမှာ advanced နဲ့ပဲတွားရအောင် custom advanced နဲ့ next ဒီမှာကျတော့ 14 ကိုပဲယူလိုက်မယ်နော် next ဒီမှာကျတော့ကျွန်တော်တို့အသုံးပြုမဲ့ဒီ Ubuntu image file ထည့်ရမှာနော် OB browser နဲ့တွားရအောင်အဲဆိုရင်ကျွန်တော်ခုနကဒီမှာဘယ်မှာရှိတဲ့ဟာသုံးလဲဆိုရင် recent work ဒီမှာဘယ်မှာတွားလဲrecent work ဆိုတော့ဒါကျွန်တော်ရဲ့ partition နာမည်ပေါ့ Ubuntu တို့ပြောရမယ် Okay next နဲ့ပဲသွားလိုက်မယ်ဒီမှာကျတော့အခုနာမည်ပေးရတော့မှတိုက်တဲ့နာမည်ပေးလို့ရပါတယ်ကျွန်တော် Ubuntu လို့ပဲပေးလိုက်မယ်နော် Ubuntu okay မြန်မာလို့ပဲထည့်လိုက်မယ်လို့ဆိုpassword လည်းကြိုက်တာထည့်ပါဒီ8လုံးလောက်ပြည့်အောင်လို့ရေးပေးလိုက်ပေါ့ကျွန်တော်တို့ဒီ1 2 3 4 5 6 9 10ပဲရေးလိုက်မယ် Okay next ဒီမှာကျတော့ set ရနာမည်ပေါ့ဒီမှာဒီနားမှာပေါ်မဲ့ set နာမည်အဲ့ဒါဘယ်လိုလုပ်မလဲဆိုရင်ဒါလည်း Ubuntu လို့ပဲရေးလိုက်မယ် Ubuntu ရဲ့ version လေးထည့်ပေးလိုက်မယ်ပေါ့ 18.04 Okay ဒီမှာလည်းနည်းနည်းရေးကြည့်ရနော်ဒီကောင်လဲဒီ Ubuntu ခု run မဲ့ဒီ Ubuntu 18.04 ဘယ်မှာ save လဲဆိုတာပေါ့ဒီမှာကျတော့ခုတို့ပေးထားတော့ user administration document မှာဆိုရင်ကျတော့ဘယ်လိုဖြစ်တာလဲဆိုရင်ဒီမှာ document မှာတော့ save ကိုယ့်ရဲ့ဒီ system partition C ထဲဝင်မှာဆိုတော့လေဒီမှာကိုယ့်ရဲ့အခုကျွန်တော်ဟာကျတော့ git တရားစူးစမ်းလေးလွှတ်နေတယ်ဒါပေမဲ့အဲ့မှာတော့ထည့်လိုက်ရင်ကိုကအဲ့မှာအလုပ်ရမ်းများတော့ဒီမှာပြီးပြီးသွားမှာအဲ့ခါကျတော့အဲ့မှာမထည့်ဘူးကျွန်တော်အကြံပေးခြင်းတယ်ဒီကဒီဂျန်တဲ့တခြားတနေရာပေါ့အခုကျွန်တော်ကျတော့ဒီထဲမှာပဲထည့်လိုက်မယ်နော်ဒီ recent work ဆိုတဲ့ထဲမှာဒီမှာ git တရားကျော်နေရာနှီးပါလွတ်နေတယ်ဆိုတော့ okay အဆုံးခုနနေရာပြန်သွားလိုက်မယ်အဲ့မှာ browser သွားမှာဘာမှထည့်မလဲဆိုရင်ဒီ recent work ထဲသွားမှာအဲ့ Ubuntu ဆိုတဲ့အောက်မှာပဲပြန်ထည့်လိုက်မယ်နော်ဒီမှာ folder တစ်ခုဆောက်လိုက်မယ် make new folder Ubuntu 18.04 ခုနကမြင်ပေးလိုက်မယ် Okayဒီထဲမှာ Okay next ကိုယ့်ရဲ့ processor မြင့်နေဆိုတော့ဒီမှာအများကြီးထပ်ထည့်လို့ရပါတယ်เนาะဒါပေမဲ့ကျွန်တော်လောလောဆယ် i5 ပဲတုံးထားတယ်ဆိုတော့11ပဲထားလိုက်မယ် OB ဒီမှာ memory RAM သူတော့ဒီမှာ 1GB ကို recommend ပေးတယ်ဒါပေမဲ့ 1GB ဆိုကြတော့နေလုံးနဲ့အားကြတော့ကျွန်တော်စက်တယ်မှာကျွန်တော်ဒီမှာ 24GB တုံးထားတယ်ဆိုတော့ကျွန်တော် 4GB လောက်ထားပေးလိုက်မယ်เนาะဒီမှာဒီကောင်လေး upload နေတင်ပေးရအောင် 4GB ပြန်နေတင်လိုက်ရတယ်ဒါမှမဟုတ်ဒီမှာတခါလေးကိုက megabyte ဘယ်လောက်ဆိုတာတန်းရဲ့တင်လိုက်ရတော့ Okay next use network distribution ဒီကောင်ဒီတိုင်းပဲ next ပဲထားလိုက်ဒီမှာလည်းသူ recommend ပေးတဲ့ဟာပဲယူလိုက် next ဒီမှာလည်းသူ recommend ပေးတဲ့ဟာပဲယူလိုက် next create new virtual base okay next နဲ့တော့ကြည့်ရအောင် okay give message ဆိုနေတော့ဒီမှာကိုအဆင်ပြေတော့တရားထားလဲရတယ်အနည်းဆုံးနဲ့20လောက်တော့ထားပေးလိုက်တော့เนาะကျွန်တော်ဒီမှာကျတော့50လောက်ထားပေးလိုက်ပါOkay ဒါလည်း Okay next ပဲသွားပေးလိုက်ဟုတ်ပြီဒီမှာပြန်ပြင်လို့ရနော်ကိုယ့်ရဲ့ set ပေါ့ဥမာ computer တစ်လုံးမှာ hard disk ကဘယ်လောက်ပြ RAM ကဘယ်လောက် processor ဘယ်လောက်ဘာညာပေါ့အဲ့ဒါလေးထပ်ပြင်လို့ရနော်ဒီမှာဘယ်လောက်အဆင့်ထိထားချင်လဲဆိုတော့ဟုတ်ပြီ close ဒီလည်းပဲ next ပဲသွားလိုက် finish ဟုတ်ပြီကိုစတာတော့လည်းနော်နည်းနည်းတော့ကြာမယ်နည်းနည်းတော့စောင့်နေရတယ် run နေပြီနော်ဆက်တယ်ကဲလာပြီနော်ဒီမှာကျွန်တော်တို့ဒီမှာသုံးထားတဲ့ VMware software နဲ့Ubuntu
ISO image ဖိုင် download ကြတော့ဒီ video ရဲ့ description အောက်မှာကျွန်တော် link လေးချထားပေးမယ်เนาะအဲ့မှာ download ကိုတောင်းလိုက်ဒီမှာကျတော့ကိုယ့်ရဲ့ set အဆင်ပြေပြေကိုညောင်းလိုက်မယ်เนาะတချို့ set တွေကျတော့နည်းနည်းလေးပူဆောင်ရတယ်နည်းနည်းတော့ကြာတယ်เนาะဒီနားမှာနည်းနည်းပြီးခံဆောင်ပေးရတယ်mouse ဆိုတော့ဒီမှာ click လိုက်လို့ဒီမှာတကယ်တော့ mouse အပြင်ထုံးမရအောင်ဖြစ်သွားတဲ့အခါကျရင် control နဲ့ order တွဲနေတယ်နော်ဒီနားမှာပြပါပေးတယ်ဒီတဲ့တော့ mouse ဒီတဲ့ select ဖြစ်ခြင်းနဲ့ဆိုရင် control ချင်း control ကြည့်နေတယ်ဒီမှာ user name ကို Ubuntu လို့ပေးတာเนาะဒါပေမဲ့ Ubuntu လို့ပြောတယ်ဒီ password တော့ခုနကပေးတာကျွန်တော်တင်းနေ356 push ပဲပေးတာဆိုတော့356 push okay so next set up live next Okay ရသွားပါပြီဒီလိုစမီရတဲ့ခုရှိရင် comment မှာစာချင်ခဲ့လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်